2သိန်းကျော်နဲ့ရမယ် iPhone 11နဲ့3သိန်းကျော်နဲ့ရမယ် iPhone 12လေးနှလုံးကိုပြပေးမယ်နော်ဗီဒီယိုလေးကိုတော့အဆအဆုံးတေချာလေးကြည့်ပေးပါအောင်ရှင်ဒါလေးကကြတော့ iPhone 11 128GB face rate Wi-Fi bypass အလုံးလေးပါဘက်ထရီကတော့100ပါရှင်ဈေးနှုန်းလေးက2,8500ပါဒီကောင်လေးကကျတော့ iPhone 12 64GB offline Wi-Fi bypass အလုံးလေးပါပဲဘက်ထရီကတော့80ပါရှင် face လည်းရမယ်နော်ဈေးနှုန်းလေးက3,6500ပါဒီလုံးလေးတွေက Wi-Fi bypass အလုံးလေးတွေမဟုတ်လို့ SIM ကတ်ထည့်ပြီးတော့သုံးလို့မရပါဘူးဖုန်းပြောလို့မရပါဘူး Wi-Fi နဲ့ software တွေအကုန်လုံးသုံးလို့အဆင်ပြေပါတယ် YouTube ကြည့်မလား TikTok ကြည့်မလားဇာတ်ကားကြည့်မလားကင်မရာနဲ့ display ကလည်းပတ်ပတ်ဆက်ဆက်ကိုကြည့်တော့ရှင်းတာမဟုတ်လို့ကိုယ်တိုင်ပဲတက်ပုံရိုက်ဗီဒီယိုပဲရိုက်စာပဲပြန်ကလေးသုံးမှုပဲဖြစ်ဖြစ်လူကြီးသုံးမှုပဲဖြစ်ဖြစ် okay ရယ်နော် Facebook Messenger Viber YouTube TikTok Telegram KB Wave အကုန်လုံးသုံးလို့အဆင်ပြေပါတယ်စိုင်မှာစိတ်ကြိုက်ကိုယ်တိုင်ကိုကြလာကြည့်ပြီးတော့ဝယ်လို့ရတယ်လို့ရန်ကုန်ဆိုလို့ရှိရင်အိမ်ရောက်ငွေချီလဲပို့ပေးပါတယ်ရှင်